အားလုံးပဲမင်္ဂလာပါစင်စေရဇွန်လဲဝေပါစေးတို့ဒီနေ့ခတာခဏနောက်တစ်ပိုင်းဆက်တော့ကြနော်ပြီးခဲ့တဲ့နေ့ကအားနဲ့ခါနဲ့နော်အာတန်နဲ့ခါတန်နဲ့ပြီးခဲ့ပြီအာယူအေအိုခါခိခုခဲ့နော်အဲ့တော့ဟီရာကနာလေးနဲ့ရှင်းပြီးတော့ပြန်ပြီးတော့မှတ်ထားနော်ဒီနေ့အတွက်ပါသွားမလဲခါနဲ့စနဲ့တန်နော်နှစ်ပိုင်းသွားအဲ့တော့ထုံးစံတိုင်းရိုမကြီးရတည်ပါတယ်မဖြစ်ပါလဲစာရှိစုစေဆိုနော် S A S H I 存在哩。နောက် S U S E S O စာရှိစုစေဆိုနောက်ပြီးရင်ဒါကလေ D A ဒါ C H I ချွန်းချက်နောက် D S U စ D E တဲ့ D O တို့နော်စာရှိစုစေဆိုနဲ့ဒါချီစုတဲ့နော်right အဆိုရင်0ဒီနေ့ရင်းနှီးလေးဆက်ပြီးတော့ကြည့်ရအောင် Okay စကနည်းနည်းမှတ်ရပါမယ်အရင်ဟာနဲ့မတူဘူးเนาะအရင်တော့စကခိနဲ့သွားမှတ်တာလေ0เนาะအရင်တော့စကခိနဲ့သွားမှတ်တယ်တော့အရင်တော့ကခိကနှစ်ချစ်စကတစ်ချစ်ဆိုပြီးတော့လေเนาะဒီစာလေးပေါ့အဲ့တော့မ0အခုကကြာတော့ဒီမှာအဝိုင်းလေးတွေဖယ်တယ်လို့ပြောတဲ့အတွက်ဒီအောက်ကဟာကိုဖြတ်လိုက်တယ်လို့မှတ်လိုက်เนาะစကတော့ဒီเนาะပြီးတော့ဒီအောက်ကချစ်လေးကိုဒီမှာထားတယ်လို့မှတ်လိုက်ပေါ့နော်ဒီစောင်းနေတဲ့ဟာလေးကိုတဲလိုက်တယ်နော်ဒီအဖြောင်လေးကိုဒီနန်းကိုယူတယ်လို့မှတ်လိုက်နော်ပြီးမှအောက်ကကွေးလေးကိုဒီသေးသေးလေးယူလို့မှတ်လိုက်နော်ဒါမရမကမှတ်ချင်းပြောတာပါနော်အဲ့တော့ဆွဲနည်းလေးပြန်တေချာပြောပြရရင်0ဘာဖြစ်မှာလဲရေပင်ကြီးမြင်းချောင်းလေးဆွဲမယ်နော်ပြီးအဆက်သေးသေးလေးလာမယ်ပြီးမှသူ့ကိုဝိုက်ပြီးတော့နည်းနည်းခက်ချေချေကွေးလေးဆွဲလိုက်နော်အဲ့တော့အပေါ်ကပဲဆွဲဒီနေ့3နော်ဒီနေ့3ရှည်လေးဆွဲနေရလွယ်ပါတယ်ဆွဲကြည့်ပါဦးစဒီနေ့3စနောက်ချွတ်ချက်ဆိုတဲ့အတိုင်းပဲရှိရထုံးစံတိုင်းအမြဲချွတ်ချက်ဖြစ်မှာအဲ့တော့သူ့ခဏချန်ထားမယ်နော်ရှိရဒီအောက်ကချွတ်ချက်စွနော် S နှစ်ခုပါတယ်ချွတ်ချက်လေးကိုစေတွဲမှတ်ရမယ်နော်အဲ့တော့စာခဏချန်ထားမယ်ကဲစုလေးကြည့်အောင်စုကအရင်တော့ကစုကဒီလိုလေးမို့လားဒီလိုနော်အဲ့ဒီစုလေးကိုအဝိုင်းလေးတွေဖယ်လိုက်တယ်လို့မလားအဲ့တော့မြင်အပေါ်ဟာလေးကိုဒါကတော့ထုံးစံတိုင်း1ပေါ့နော်ပြီးတော့ဒီမှာဒီအဝိုင်းကိုဒီလိုလှုပ်လိုက်တယ်ဆိုတဲ့သဘောနော်အဲ့တော့ဒီမှာနော်ဒီလိုလုပ်တယ်နောက်ပြီးမှဒီအကွေးလေးကိုဒီဘက်ကိုထွက်လိုက်တယ်ဆိုတဲ့သဘောနော်အဲ့ဒါကတော့မှတ်ရလွယ်အောင်ရှင်းပြပေးတာရှင်းတဲ့နေ့တော့အဲ့တော့ A နဲ့တောင်နဲ့စင်နေနော်ခတာခနာဟီရာကနာ A လीနော်အဲ့တော့ဘယ်လိုလဲဖုခေါင်းဖုနော်ဖုတော့ကခေါင်းနဲ့လဲတူတယ်အဲ့လိုဖုလေးကိုမှဒီဟာလေးကနောက်ကဒီလိုလေးထွက်လိုက်တာနော်အလေကောင်ကနေဒီလိုမဖြတ်ဘူးနော်နောက်ကျရင်ဖြတ်တာလာမှာမလို့နော်ဟောတခါလေးမှတ်မယ်ဘယ်လိုဖြစ်မလဲဖုနော်ဒါကနာဖုနဲ့လဲတူတယ်ခွန်ဆောင်းဆောင်းလေးလို့လည်းမှတ်လဲရပါတယ်တော့အဲ့ဒါဆောင်းဆောင်းလေးလာမယ်ပြီးမှဗာလေးလုံးပါလေကောင်ကနော်ဒီနေ့ဆွဲကြည့်ပါဦးစုဆွဲချက်ကနှစ်ခုပဲစုနောက်10ကနည်းနည်းမှတ်ရလွယ်တယ်အရင်တော့10ကဒီဘလို့အကွေးလေးလာတယ်ပြီးမှဒီလိုဝိုက်တာနော်အခု10ကဒီအကွေးလေးကိုပေါင်းဆွဲလိုက်တယ်လို့မှလိုက်ဒီလိုလေးတစ်ခါတယ်နော်ကောက်လေးဒီအကွေးလေးကိုဒီလိုလေးနော်ဒီအကွေးလေးကိုဒီလိုပေါင်းဆွဲလိုက်တာပြီးမှနည်းနည်း4000လေးအရင်တော့နည်းနည်းဝိုက်တယ်လေအခုက4000ဖြစ်သွားပြီဆို4000လေးဆွဲချက်ကနှစ်ခုဖြစ်သွားနော်လွယ်နော်ဒီပြီးမှဝိုက်ညစ်10အကွေးလေးလာမယ်10စာရှိစု10နောက်တစ်လုံးလေးကဆိုကဲဆိုလေးကလည်း0ချွန်းနော်ရှိနဲ့ဆိုနဲ့လည်းတွဲမှတ်ရပါမယ်ဆိုကနောက်ဆုံးအလုံးလေးဖြစ်တဲ့အသက်လေးလी N5 တုန်းကကူမဟီရာကနာတုန်းကအွန်လေးလीနော်ဒီအွန်လေးနဲ့သွားမှတ်ရနော်အဲ့တော့အဲ့ဒါလေးကိုလည်းခဏချန်ထားချန်ထားရအောင်ဆိုအခုပြောတော့မှာအဲ့တော့ရှိနဲ့စွတ်နဲ့ကိုစီကိုတွဲမှတ်ရပါမယ်သူကပုံစံလေးတူတယ်ဒီမှာကြည့်လိုက်နော်ဒီမှာဆိုလည်းမြင်ရတယ်ဒီမှာဒီရှိရယ်ဒီစွတ်ရယ်နော်အဲ့တော့နှစ်ချောင်းလေးနဲ့အောက်ကအဝိုက်လေးနဲ့ပဲနော်အဲ့တော့တူတူလေးလို့ဒီမှာထင်းနေရတယ်တွေ့ရမနော်အဲ့တော့ဒါပေမဲ့ကွာတာလေးနည်းနည်းရှိပါတယ်စာရင်းရင်လည်းကွာပါတယ်ရှိနေစွတ်နဲ့ဘယ်လိုကွာမလဲဆိုကြည့်အောင်နော်သေချာလေးကြည့်မယ်နော်အရေးကြီးလို့အဲ့တော့ရှိကအရင်တော့ကဒီလိုလေးမလားအဝိုက်လေးနော်အဲ့တော့သူ့ရဲ့စွတ်ကအရင်တော့ကဒီလိုလေး
နော်အဲ့တော့အရင်တော့ကဆွဲချက်လိုက်ပဲစီကိုမှတ်ရပါတယ်အဲ့တော့အရင်တော့ဒီအပေါ်ကနေဒီလိုလာတယ်တော့နော်အဲ့တော့ဘယ်လိုဖြစ်မလဲ left to right သွားတာပေါ့နော်ဟိုက y နီးကဒါကြတော့ up to bottom ပေါ့နော်နောက်တစ်မျိုးပြောရင်ညာကနေဖေကိုသွားတယ်လို့မှတ်ရတယ်နော်အဲ့လိုပဲအခုရှိရတယ်ဒီမှာအဆက်လေးနဲ့ဆက်လာမယ်နည်းနည်းဆောင်းဆောင်းလေးပေါ့နော်နည်းနည်းဆောင်းဆောင်းလေးလာမယ်ရှိဒီနှစ်အပေါ်ကနေပဲနော်အဲ့ဒါပြီးတော့မှဒီအောက်ကနေသူနဲ့ဒီမှာဒီဘက်ကညီညီလေးပဲနော်အပေါ်ကိုသွားမှာဆွဲနေလေနော်အဲ့တော့တေချာပြန်ဆွဲပြရရင်0အဆက်လေးနဲ့ဆက်လာမယ်မြင်းကြောင်ပေါ့နော်မြင်းကြောင်လေးနဲ့ချောင်းလာမယ်အပေါ်ကနေအောက်ပြီးမှဒီလိုသွားမယ်နော်ဒီဘက်ချမ်းညီးနေပါဒီဘက်ချမ်းညီးနေပါနော်ပြီးရင်ဆွဲချက်ကလည်းလက်ကလည်းကြည့်တစ်ခါလေးပဲဆွဲတာအောက်ကနေဆွဲတာပါဒီအောက်ကနေဆွဲတာ1 2 3နော်အဟုတ်ရင်1 2ဒီကကြဒီကနေဆွဲပြီးတော့ဒီအပေါ်ကြီးကလာရင်ဘယ်လိုကြီးလဲနော်ဒီလိုလာပြီးတော့မှဒီလိုကြီးပြန်ကိုရအဲ့လိုမျိုးဖြစ်မှာနော်ဆိုတော့ဆွဲချက်ကလည်းဆွဲရလွယ်တယ်တစ်လျှောက်သေးပဲနော်တစ်လျှောက်သေးပဲဘယ်လိုဖြစ်မလဲ1 2ဒီအပေါ်ကနေလာပြီးတော့ဒီအောက်ကနေပဲ1 2ဒီအောက်ကနေ3ဆိုဒီမှာ1 2 3ညာဘက်တရားပဲစားဘယ်ဘက်ကပဲစားတယ်နော်ဒီစွတ်ကလည်းဒီလိုမျိုး white တဲ့အတွက်အစေကိုဒီလိုလာမှာအဲ့တော့မြင်းချောင်းနဲ့ချောင်းနည်းနည်းလေးထောင်ဆွဲရတယ်ပြီးရင်ဒီမှာတစ်ခါတည်းဒီအပေါ်ညီမှာနော်အဲ့တော့ဆွဲနည်းကလည်း1 2 3ဒီအပေါ်ကပဲတစ်ခါဆွဲတယ်1ဆွဲချ2ဆွဲချသူလည်းဆွဲချအဲ့တော့ဒီလို white မှာနော်အဲ့တော့ဒီရှိကအရင်က white တယ်လို့ပဲဘယ်လိုလုပ်မှာလဲဒီဘက်ဘယ်ဘက်ကနေညာဘက်ကို white တယ်အဲ့တော့ဒီမှာမြင်းလေးတွေက1နော်ဒီမှာ2ပြီးတော့ဒီကလည်း3ဆို white တယ်ရလားနော်စွတ်ကကြတော့အပေါ်ကနေ white တာမလို့1နော်အပေါ်ကနေပဲချတယ်2အပေါ်ကနေပဲချပြီးဒီလိုအောက်ကိုသွားမယ်ရမယ်နော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့အစီတို့ဒါကတော့ဆွဲနည်းပေါ့နော်အဲ့တော့ပုံလိပ်စလုံးကြတော့ဘာမှညီးနေမှာလဲဆိုတော့အစီတို့ဒီဘက်ချမ်းလေးညီးနေပါညီးရလားဒီမှာပဲပြလိုက်ပါပြန်ပြောရရင်အဲ့တော့ဆက်စချင်းကတော့မှတ်ရလေးခတ်ပေးမယ်နော်3တကူဒါကြတော့ဒီနေ3အဲ့တော့ဒါကဒီဘက်ချမ်းလေးညီပြီးတော့နော်ဒါကဒီဘက်ချမ်းညီမှာဒါကြတော့ဒီအပေါ်ချမ်းညီမှာနေအောင်ပြောင်းပေးမယ်နော်ဒီဘက်ချမ်းညီပြီးတော့ဒါကဒီဘက်ချမ်းညီမှာပါဟာအဲ့တော့ see ဒီမှာဟိုဟာနဲ့ရေးပြမယ်နော် typing နဲ့ရေးပြမယ်ဒီမှာကြည့်ရင်လေဟိုဖြစ်ပါတယ်မြင်ရပါတယ်ရှင်းနေစွန်းနေဒီမှာအဲ့တော့ see ကိုကြည့်မယ်ဆိုရင်ဒါကရှိပေါ့နော်ဒါကစွတ်အဲ့တော့ဒီမှာဒါကရှိကဒီဘက်ချမ်းကညီနော်ဒီဘက်ချမ်းကညီနော်ဒါကြတော့ဒီမှာအပေါ်လေးနှစ်ခုညီတာနော်ဒါကစွတ်နော်အဲ့တော့ရှိရဲ့ပုံစံတိုင်း1 2ဒီအောက်က white မယ်နော်စွတ်ကကြအပေါ်ကညီတာ1 2ပြီးမှ3ဒီလို white မယ်နော်အဲ့တော့ကွဲတယ်နော်အဲ့တော့တေချာလေးကြည့်ရမယ်အဲ့တော့နည်းနည်းလေးကွာပါတယ်အချောင်းလေးနဲ့ချောင်းကဒီဘက်ချမ်းနည်းနည်းဆောင်းပြီးတော့ညီတယ်နော်ဒါကြတော့အပေါ်ကဘာဖြစ်မှာလဲအပေါ်ကညီတာနော်အဲ့တော့အစိကိုရေးရင်တော့သူများဖတ်တဲ့အခါမှာကွဲအောင်ရေးလို့ရတယ်ဒါတော့ typing ဆိုတော့ဆက်လုံးပုံစံသူ့အတိုင်းပဲပေါ့နော်ဒါလည်းကွဲတော့ကွဲပါတယ်တင်းနဲ့နဲ့နော်ဒီဒါကြတော့ဒီပုံမှာအဲ့တော့ကိုရေးရင်ကြတော့0မဖြစ်မလဲဆိုတော့ကွဲအောင်ရေးရပါမယ်အဲ့တော့ဘလို့ကွဲအောင်ရေးမလဲဆိုရှင်းတယ်နော်စောင်းစောင်းလေးလုံနေနဲ့တခါလေးပြပြတာရေးထည့်လိုက်နော်ဒီကနေလာမယ်ဒီဘက်ချမ်းကြီးမယ်နော်အဲ့တော့ SHI ရှိဒါကနော်အပေါ်ကနေလာတော့ဒီလို white မယ်နော်နောက်စုကကြတော့ဒီလိုအပေါ်တာထောင်းပစ်လိုက်အာရပါရနော်အပေါ်ထောင်းပြီးတော့အပေါ်ကနေ white အဲ့ဆိုရင်ဒီအပေါ်ညီသွားလိမ့်မယ်ဒါကြ DSU စွဒါမှနော်အဲ့တော့ရှိနေစွနဲ့ကွာနီးလေးပေါ့နော်အဲ့ဒါလေးတေချာလောက်ရမယ်အကုန်လုံးတူတူပဲထင်နေပါဆိုလို့နော်ရှိနေစွအဲ့ဆိုရေးတတ်မယ်နော်အဲ့တော့ဘယ်လိုလဲတခါတည်း white ဆွဲနည်းကလည်းတူတယ်နော်ဆွဲနည်းကလည်းတူတယ်1 2 3ဒီဘက်ချမ်းနေရပဲသွားတာဒီဘက်ချမ်းရပဲသွားတာနော်ဒါကြတော့1 2 3ဒီအပေါ်ကပဲလာတာနော်ဒါကရှိနေစွနေရမလားဟေ့နောက်တစ်လုံးသူနဲ့တူတူတွဲမှတ်ရမှာကဒီနောက်ဆုံးလုံးလေးစို့
နော်ဆိုနဲ့အသက်ဖြစ်တဲ့အွန်လေးလေသူများနဲ့မပေါင်းဆိုတာနော်အွန်လေးအဲ့တော့အွန်လေးကလည်းအဲ့လိုပဲနော် तू ကနှစ်ချောင်းကနေတစ်ချောင်းပဲကွာသွားပဲရှိတာစီလို့အဲ့တော့ဒီမှာကြည့်အောင်ဆိုကစွတ်နဲ့တူပါမယ်ဆိုကနော်အွန်က SHI ရှိနဲ့တူမယ်အဲ့တော့စီကိုမှတ်လို့တော့ရတယ်နော် SHI မှာလည်း H ပါတယ်အရင်တော့အွန်လေးကလည်းဒီလိုလေး H နဲ့တူတယ်ဆိုတော့နော်ရှိနဲ့အွန်နဲ့တူတယ်လို့မှတ်လိုက်အဲ့တော့အွန်က1နှစ်ဒီလိုသွားပါတယ်နော်ဆိုကကြ1နှစ်အပေါ်ကနေလာပါတယ်ဒီအချောင်းလေးကလည်းထောင်းမယ်အပေါ်ကလည်းညီမယ်နော်အွန်နဲ့တူတဲ့ဆိုကနော်အွန်ပေါ့နော်ရှိနဲ့နော် H နဲ့တူတဲ့အွန်ကကြတော့ဒီဘက်ချမ်းကညီမယ်ဟုတ်ပေါ့လားနော်စေးရေးပြမယ်နော်ဒီဘက်ဒါကအွန်ဒါကဆိုပေါ့နော်အဲ့ဆိုရင်လည်းစေးကိုဒီမှာကြည့်မယ်ဆိုရင်မတွေ့လားနော်အွန်လေးကလည်းဒီဘက်ချမ်းတူတယ်ဆိုလေးကကြာဒီပေါ်ကိုထောင်းပြီးဒီဘက်ချမ်းညီမယ်နော်ကိုရေးရင်လည်းစေးကိုဘယ်လိုရေးရမှာလဲဆိုတော့ဒီနှစ်ဒီဘက်ချမ်းမှာဆိုရင်နည်းနည်းလေးထောင်းပြီးပေါ့ဆိုအပေါ်ထောင်းပြီးချောင်းပြီးရမယ်နော်အဲ့ဆိုရှိရယ်စွတ်ရယ်နော်အွန်ရယ်ဆိုရယ်အဲ့ဒါမှတူတာကအွန်နဲ့ရှိနေတာဆွဲနီးတူမယ်နော်ဟိုက်အဲ့ဆိုရင်ဒီလေးခုလေးလည်း꿰ရမယ်နော်ဒီတစ်ခေါက်ပြန်ပြောမယ်ဘာနဲ့လဲချွန်းချက်တွေထုံးစံတိုင်းနော်ချွန်းချက်တွေဖြစ်တဲ့ရှိရယ် DSU စွတ်ရယ်နောက်ခုကဘာလဲ on နော် and ပေါ့ရေးရတာနောက်တစ်ခုက so ပေါ့နော်အဲ့တော့ on ကအရင်တော့က on လေးကဟီရာကနာတော့ h နဲ့တူတယ်ဆိုတော့ဒီ SHI က h နဲ့တူတယ်ဒီနှစ်ခုကတူတယ်လို့မှတ်ထားလိုက်နော်ဒါမှန်ပြီအဲ့တော့ရှိကပဲလဲလဲ1နဲ့3နော် on ကဒီလိုဒီဘက်ချမ်းညီမယ်ဒီဘက်ချမ်းညီနော်ဒီဘက်ချမ်းစုက1နဲ့3အပေါ်ကပဲဝိုင်းမယ်စုကလည်းအပေါ်ကပဲဝိုင်းမယ်နော်အပေါ်လေးတွေညီမယ်သူကဟာလားတေချာလေးမှတ်ပြီးကြည့်ပါဦးဆိုရှိနော်ဒီနေ့နဲ့3ရှိနောက်ကစုကဒီနဲ့3ဆိုလေးကဒီကနေဝိုင်းနော်ဘေးလေးဆိုနော်အုံးကအပေါ်မှာညီနော်ဟဲ့ဆက်ကြည့်ပါဦးဒီနေ့ဒါလေးနည်းနည်းမှတ်ရမယ်ရှင်ရဲ့စအော်โอเคနောက်တစ်လုံးကတကကြတော့ခုနဲ့သွားဆင်ပါတယ်ဒီမှာမနေ့တော့ခုနော်မနေ့တော့ခုအဲ့တော့ခုတော့က0ဒီလိုလေးမို့လားနော်အဲ့တော့တကခုလေးဆွဲပြီးတော့ဒီလိုစောင်းစောင်းလေးအချောင်းလေးထည့်လိုက်တဲ့သဘောပဲနော်တပေါ်ကထွက်လဲရတယ်မထွက်လဲရတယ်နော်အဲ့တော့စင်တာဒီမှာအရင်တော့ကတနဲ့ခုနဲ့ဘာမှမဆိုင်ဘူးပေါ့နော်အရင်တော့ကတကဒီလိုခုကဒီလိုပေါ့နော်အခုကျတော့သွားဆင်တယ်အဲ့တော့ခုနဲ့တနဲ့အဲ့တော့ဆွဲနေရ3ချက်ဖြစ်တယ်နော်ဒီအဲ့တော့ခေါင်းလေးလေးမှာနည်းနည်းထည့်ထားပြီးတော့ဆွဲပေးပေါ့နော်မှတ်ချက်ပြီးဒီနေ့တော့တနော်ချိကအရင်တော့ကဒီလိုမို့လားဒီလိုနော်အဲ့ဒါကို0အဝိုင်းဆိုတော့4000ပြောင်းမယ်လို့မှတ်လိုက်နော်အဲ့တော့ဒီမှာထုံးစံတိုင်းဒါလေးကပြန်ပါတယ်နော်ပြီးရင်ဒီအပေါ်ကအစွန်းထွက်လေးကိုဒီလိုကွေးလေးလို့မှတ်လိုက်ပြီးရင်ဒီအဝိုင်းလေးကိုဒီလိုဖြတ်လိုက်တယ်ကွေးတော့ကွေးတယ်အရင်မကွေးဘူးနော်အဲ့တော့ဆွဲနည်းကထုံးစံတိုင်းအပေါ်ကရင်ဆွဲရမယ်နော်ဒီမှာ2အပေါ်ကအလဲကောင်ကနေဖြတ်ပြီး3နော်ဒီအရင်ဆွဲမယ်နော်ပြီးရင် left to right ပေါ့နော်နဲ့ပြီးမှဒီနေ့လေကောင်ကနေဖြတ်ပြီးတော့ဆွဲချက်3ချက်ဆွဲကြည့်ပါဦးနေ့3ဒါချိချိနဲ့နော်မနေ့ကတင်တဲ့ခဲလေးနော်ခဲလေးနဲ့လည်းနည်းနည်းမှားနိုင်တယ်နော်တေချာလေးကြည့်နော်ကြည့်ဟိုက်နောက်တစ်ခုကတဲနဲ့တူပဲကျွန်တော်ပါတယ်နော်အဲ့တော့ဒီနေ့ကနည်းနည်းလေးခက်တယ်လို့ဖြစ်သွားတာရှိနဲ့ဆိုလေးနဲ့ကိုယ်အောင်လုပ်ရမှာ
နော်ပြီးရင်နောက်တစ်ခုကဆိုနဲ့ on လေးပေါ့ on လေးပါတင်လိုက်နော် and ရိုမကြီးလို့ဆိုရင် and okay နောက်တဲ့ဒါအရင်ကြည့်ဒါဒီနောက်တဲ့ရကြတော့စီတို့ဒီမှာချီနဲ့လည်းနည်းနည်းဆင်เนาะချီတော့က1 2အပေါ်เนาะအပေါ်ကနေဖြတ်တယ်เนาะတဲကကြတော့မြာချင်းလေးနှစ်ခုအဲ့ဒါကိုမှဒီမှာเนาะအောက်ကပိုးရှင်မယ်ပြီးတော့အပေါ်ကနေမဖြတ်ပါဘူးအောက်ကနေပဲထွက်တာ1 2ဒီမှာ3ပေါ့เนาะဒီမှာเนาะဒါကြီးကတစ်ခုနဲ့တစ်ခုအရင်မကွာစရာမလိုเนาะအချစ်လေးနဲ့ချစ်ကဘယ်လိုဖြစ်မလဲရှည်ရှည်တိုတိုလေးတစ်ခုရှည်ရှည်လေးတစ်ခုဒီမှာအောက်ကနေထွက်เนาะ1 2 3สุดချီနဲ့တင်းနဲ့လည်းနည်းနည်းစင်တယ်နော်မနေ့ကတင်းနဲ့ခင်းနဲ့လည်းစင်တယ်စင်တာလေးနော်နောက်ဆုံးလုံးလေးကတိုကအရင်တော့ကဒီလိုဝိုင်းဝိုင်းလေးမလားအဆက်လေးရယ်စီဝိုင်းဝိုင်းနော်အဲ့ဒါကိုစီးတော့ဒီမှာအကွေးဆိုတာမလို့ချင်ဘူးဆိုတော့ဒီအဆက်လေးရယ်နော်ဒီအဆက်လေးရယ်ဒါကိုလေစီလေးကိုဝိုင်းလိုက်တယ်လို့မလားဖြတ်4000လောက်လိုက်တယ်တော့ဒီမှာဖြောင်းသွားတယ်လို့မလားနော်စီဒီပြီးတော့မှဒီလိုအလဲကောင်ကထွက်ပြီနော်အဲ့တော့ဆွဲနေရတော့လွယ်တယ်နည်းလေးမှတ်ရမှာပေါ့တိုးအဲ့တော့မြင်းချောင်းလေးဆွဲမယ်မြင်းချောင်းလေးဆွဲမယ်နော်ဖြောင်းဖြောင်းလေးအပေါ်ကနေပြီးမှအလဲကောင်ကနေဆောင်းဆောင်းလေးနော်ဒီလိုတန်တိုင်းမဟုတ်ဘူးနော်တန်တိုင်းမဟုတ်ဒီလိုမျိုးဆောင်းဆောင်းလေးဟိုကလေးဆောင်းဆောင်းဟိုက်နော်အဲ့တော့ဆွဲနည်းလေးတွေလိုပါတယ်အစီအုံမှာ၄ခုပြီးသွားပြီနော် I U A O ခါကီခုခဲကိုနည်းနည်းလေးစင်တာနော်အဲ့တော့ရှိနဲ့စွန်နဲ့တည်ရမယ်နော်ပြီးရင် on နဲ့ဆိုနဲ့တည်ရမယ်နော်ပြီးရင်ခုနဲ့တာနဲ့နော်ဒါကခုဒါကတာတစ်ချစ်ပို့သွားတာနော်ခုနဲ့တာနဲ့ရှင်းမှတ်မယ်ပြီးရင်နောက်ခဲလေးပေါ့ခဲကအလဲကောင်ကထွက်တယ်နော်ပြီးရင်ချီနော်ပြီးရင်တက်ဒီသုံးခုလေးလည်းနည်းနည်းလေးစင်လို့တွဲမှတ်ရမယ်နော်နည်းနည်းလေးစင်လို့တွဲမှတ်အဲ့ဆိုကောင်းထဲမှာထည့်ပြီးစူးစမ်းပြီးမှပေးပါအောင်ရှေ့ရ46လုံးနေတောင်မှတ်လာပြီဆိုတော့နောက်ထပ်မှတ်နိုင်ဒါမှနော်စာရှိစုဆဲဆိုဒါချီစစ်တဲ့တို့နောက် on လေးပေါ့ဒီနေ့တက်လာနော်ဒီနေ့ဆက်တလုံးဖြစ်သွားတယ်။ဟိုက်အဲဆိုရင်စူးစမ်းလေ့လာပေးပါဦး။နောက်တစ်ပိုင်းမှာတွေ့ပါမယ်။